ချက်သွားတယ်အဖိုးကတော့ကြည့်ပြီးပြောရတယ်ကောင်းတယ်အမိုင်ဘုံပေါ်တင်ရိုက်တာဟုတ်ဘူး Hello အားလုံးပဲမင်္ဂလာပါမလိုက်ပါဒီနေ့ကဘယ်ရောက်နေတာလဲဆိုတော့ JB Johor Bahru က Berjaya Waterfront Hotel ကိုရောက်နေတာဖြစ်ပါတယ်ရှင် JB ဆိုတာတော့ Johor Bahru ပေါ့နော်မလေးရှားနိုင်ငံရဲ့နယ်စပ်မြို့လေးပါစင်ကာပူနဲ့ဒီမြို့လေးကတော့စင်ကာပူနိုင်ငံထက်ကျယ်ပါတယ်ရှင်အကျယ်ဝန်းအဖြစ်ကတော့ဒါပေမဲ့တဘာဝနေချားလေးခန်းစားခြင်းနဲ့အလှပရခန်းစားခြင်းနဲ့ဆိုစိတ်ထွက်ပေါက်နေနဲ့စင်ကာပူအပြင်ပမှာသွားလို့အလွယ်ဆုံးအနည်းဆုံးနေရာလေးပေါ့နော်နေချင်းပြန်သွားလို့ရတဲ့နေရာလေးကဲတမကတော့ဒီအလောက်က retreat trip ပို့ပြီးလို့ရောက်တာဖြစ်ပါတယ်အခုရောက်နေတာတော့ခုနလွာ swimming pool လေပဲပေါ့နော်တလေးဆန်အကောင်ပေါက်စားလေးတွေအကုန်လုံးမွေးထားတယ်လှတယ်ပြီးတော့ဒီနေရာလေးက view point လေးလိုပဲပေါ့နော်တော်တော်လေးကိုတသားရရှိပါတယ်ပြီးတော့ညာဘက်ရောက်သွားပြီပေါ့နော်ပြီးတော့နေကင်းဘက်ကမီတင်တက်ပြီးတော့ညာဘက်မှာတော့ကျွန်မပဲသွားတာလဲဆိုတော့ဒီ F&M mall သွားတာဖြစ်ပါတယ်အဲ့ mall ကို grab taxi ငှားပြီးတော့သွားတာပါအဲ့မှာရွှေရှင်ကြည့်မလို့ပါဘာရွှေရှင်လဲဆိုတော့မမီကြည့်ချင်တာပါစင်ကာပူမှာလည်းစဉ်းစားတာပေါ့နော်စင်ကာပူမှာကျတော့ဒီရွှေရှင်လက်မှတ်ကကျတော့ဆောင်$15လောက်ပေးရတယ်ဆိုတော့လေဈေးများလို့အဲ့ JB ရောက်ရင်ကြည့်မယ်ဆိုပြီးတော့တီးထားတရေကလည်းတိုက်တော့မမီဖန်ဆိုတော့အဲ့ဒါမမီကိုကြည့်ရဖြစ်ပါတယ်ရွှေရှင်ကလည်းလူကလည်းတော်တော်ရှင်းပါတယ်7 minute လိုကြမှာကိုကရောက်သွားတာကွက်တီပဲဖြစ်သွားတယ်ပေါ့နော်ကျေးဇူးတော်နဲ့အမအဲ့ဒီချိန်မှာကိုလည်းသွားကြည့်ရပေါ့နော်ကြည့်ပြီးတော့ပြန်တော့10နာရီထိုးကနီးလောက်တော့ရှိနေပါပြီ9:40ကြည့်ရပေါ့ဒါကတော့ Berjaya Waterfront Hotel ပြန်ရောက်သွားပါပြီရှင်ကဲပြီးရင်တော့ဒါကတော့နောက်နေ့ morning လေးဖြစ်ပါတယ်မနက်ခင်းလေး breakfast မစားခင်မှာဘယ်သွားမလဲ breakfast မစားခင်ဟိုနားဒီနာပေါ့နော်မနက်9နာရီ6နာရီထားပြီးတော့9နာရီဒီ swimming pool ဘက်ကိုပဲပြန်လာပါတယ်မနေ့ကရေကပုံရိုက်ရှင်နေတာလူတွေကအများကြီးနဲ့ကိုလည်းမအားဖိုင်ညာနဲ့ဆိုတော့မရိုက်ဖြစ်တာပါအဲ့တော့ဒီနေ့တော့တယောက်ထဲသွားတယ်တယောက်ထဲသွားပြီးတော့ပုံရိုက်တယ်ပေါ့နော် sunrise လေးကမနက်9နာရီခွဲ10နာရီဆိုမှတော်တော်လေးတော့ပူနေပါပြီကဲ9နာရီခွဲဆိုရင်တော်တော်လေးတော့ပူနေပြီဒါပေမဲ့လှရပေါ့နော်အဲ့မှာပုံနေရိုက်တဲ့တယောက်တည်း selfie ဆွဲတယ်တိုင်မာနဲ့ဆွဲရပေါ့နော်တယောက်တည်းလည်းအဆင်ပြေပါတယ်ကလေးလေးလည်းရီကူးနေကြတယ်လူကြီးတွေလည်းရီကူးနေကြတယ်ပြီးရင်တော့ဟိုနားဒီနားရှောက်ကြည့်မယ်ပေါ့နော်အဲ့မှာဒီကမ်းခြေပုံစံမျိုးလေးပေါ့အမမီညောင်လေးနဲ့လည်းတွေ့ပါတယ်ချစ်စရာကလေးလေးတိတ်လေးမှာတော့ပဲသူလေးကလည်းချွဲနေတာအဲ့လိုအညိုလေးဆိုတိတ်ချစ်တာပဲကြောင်ဆိုရင်လေအဲ့လိုအညိုရောင်အမလေးမီးခိုးရောင်လေးဆိုတအားချစ်တာတိတ်လေးမှာသူကလည်းသူ့ကိုချစ်တာကိုသိတယ်အဲ့ဒါချွဲနေတာဘာအစားမှလည်းမပေါ့ကိုမှလည်းအဲ့လိုဖြစ်နေတော့ကလေးလေးကိုတနာပါလေကွယ်မိုက်တော့မိုက်ပဲအဲ့မှာဒါကတော့သူတို့ဟိုတရားအဟောင်းလို့ပြောတယ် Woodlands ပေါ့နော်စင်ကာပူနဲ့ဒီ JB နဲ့မလေးရှားနဲ့ကိုဆက်ထားတဲ့တရားအဟောင်းပါတဲ့အခုတော့မသွားကြတော့ဘူးပေါ့နော်ဒီနေ့အမှလမ်းနေလျှောက်ပြီးတော့အဲ့နားလေးရပဲအဖိုးကတော့ဒီကမ်းခြေပုံစံမျိုးလေးပေါ့နော်ကမ်းခြေတော့မဟုတ်ဘူးတကယ်ကတော့ဒါမြစ်ချီဆိုရင်လည်းအေးစစ်စစ်တတရကမ်းခြေ vibe လေးပေါ့နော်ပူလိုက်တာချွေးရတယ်ထွက်ပြီးလူရှိမှလိမ့်ထားတော့ဘူးဆိုမဆင်းလို့ရရင်လေကားရှိရကွယ်ဒါပေမဲ့မဆင်းရဘူးမြေကြီးတွေကြော်မဲ့ပုံစံအိုးမတဲတွေပြန်ရောက်လာပေါ့နော်ဒီဘက်နားဟိုရှင်းနားလေးရပဲဆင်းနေနားတိတ်မလားနားနေရကြော်မဲ့ပုံစံကမ်းခြေအတူပါကွယ်
ဒါပေမဲ့နီနာနာဆိုတာဒါပဲရှိတယ်ဘာဆက်လဲမိုက်တော့တဲ့ဝန်ထမ်းတွေတော့ရှိတယ်Yeah. ဆန်းနေတာဟော woodlands တရားအဟောင်းလို့တော့ပြောတယ်တရားအဟောင်းဟိုဘက်မှာအဲ့ဒါစင်ကာပူ view ပေါ့နော်ဒါကတော့စင်ကာပူဆာကူရာလေးမလေးရှားမှာတူတယ်ဒီ Berjaya Waterfront Hotel မှာလဲသူက ferry terminal ရှိတယ်အင်ဒိုနီးရှားဘာတန်ပင်တန်ဘက်သွားလို့ရတဲ့ ferry terminal ရှိရဆိုလေဒီမှာလဲ international immigration လို့မျိုးပဲသူက check out လုပ်ကြတဲ့နေရာတွေလည်းရှိရ duty free shop တွေလည်းရှိရပေါ့နော်အခုကတော့အဲ့ breakfast စားရတယ်ပေါ့ breakfast စားပြီးတော့အဲ့ဒါ10နာရီခွဲလောက်ကြာအောင်မိုင်းလိုက်တခါတည်းအထုပ်တွေယူပြီးတော့ထွက်တယ်ပေါ့နော်ဘယ်သွားမလဲဆိုတော့ရုပ်ရှင်သွားကြည့်မလို့ပါMid Valley South Key Shopping Mall တဲ့အဲ့ JB ကတငယ်ချင်းကသူကညွှန်းလိုက်တယ်အဲ့မှာဆိုတရုတ်မိုင်းလိုက်ကြိုက်တဲ့ပေါ့တရုတ်မုတ်တွေလေအဲ့ process food တွေပေါ့တကယ်ကတော့ကျမကြီးနဲ့မညီညွတ်ပါဘူးဒါပေမဲ့လည်းကြိုက်တယ်ပေါ့နော်မိုင်းလိုက်ကြည့်ခဲ့တဲ့ရုပ်ရှင်ကတော့ Project Hill Murray ဆိုတဲ့ကားပါအဲ့ဒါ April တုန်းကသွားကြည့်ခဲ့တာအခုဒီ August အထိမထွက်သေးဘူးဆိုတော့ကြည့်ရတာတန်တယ်ပေါ့နော်တကယ်ကြည့်လို့လည်းကောင်းတယ်ကြည့်ကြပါလို့ဒီဇာတ်ကားလေးကိုလည်း recommend ပေးရပေါ့နော်ပြီးတော့ My Line shopping ထွက်ပြီးတော့ပြန်ပါပြီပြန်တော့လဲ Woodlands checkpoint ကို taxi စီးပြီးတော့ Woodlands